မောင်စော်ရဲ့ခေါင်းပုံမှာထူးဆန်းတဲ့နံပါတ်တစ်ခုကိုသူ့အမေမြင်လိုက်တယ်။အစမှာတော့မျက်စိမှားသွားတာလို့ထင်ခဲ့တယ်။ဒါပေမဲ့နောက်ဖြစ်လာတဲ့အရာကသူ့အမေကိုအယံအံ့ဩသွားစေခဲ့တယ်။လူတိုင်းရဲ့ခေါင်းပုံမှာနံပါတ်တွေမြင်နေရပြီးလူတိုင်းရဲ့နံပါတ်ကမတူကြပါဘူး။အဲ့ဒီအချိန်မှာကလေးတစ်ယောက်ရဲ့ခေါင်းပုံမှာအကြီးဆုံးနံပါတ်ကိုမြင်လိုက်ရတယ်စိတ်ဝင်စားလို့မောင်စော်ကိုအဲ့ဒီလူကဘယ်သူလဲလို့မေးလိုက်တော့သူဟာအเจ้าမှာအဆင့်တရတဲ့သူလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှနံပါတ်တွေကသူတို့ရဲ့အနာဂတ်စာမေးပွဲအမှတ်တွေဆိုတာကိုနားလည်သွားခဲ့တယ်။မောင်စော်ခေါင်းပေါ်ကနံပါတ်ကိုမြင်လိုက်ချိန်မှာတော့စိုးရိမ်စိတ်တွေဖြစ်ပေါ်လာခဲ့တယ်။ထိုအခါသူမအလုတ်ကထွက်လိုက်ပြီးမောင်စော်ကိုစာတင်ပေးဖို့ဆုံးဖြတ်လိုက်တယ်။နောက်နေ့မှာမောင်စော်ချက်ဦးစားတိုင်းနံပါတ်ကနည်းနည်းတက်သွားတာကိုသတိထားမိခဲ့တယ်။အရန်ဝမ်းသာပြီးကြက်ဥနဲ့လှုပ်ထားတဲ့ဟင်းမျိုးစုံပြင်ဆင်ပေးခဲ့တဲ့အနှဲငယ်အချိန်ကြာလာတာနဲ့အမျှသူ့ခေါင်းပေါ်ကနံပါတ်ကတဖြည်းဖြည်းတက်လာပြီးအမှတ်တွေလည်းတိုးတက်လာတယ်။သူစာအတော်ဆုံးចောင်းသားတစ်ယောက်ဖြစ်နိုင်မယ်လို့စိတ်ကူးရင်ခဲ့တယ်။အဲ့လိုဖြစ်ရင်ဒေါ်လာ8000စုကြီးတောင်ရနိုင်မယ်လို့တွေးခဲ့တယ်။ဒါပေမဲ့တစ်ချိန်မှာတော့အမှတ်က956မှာပဲရက်တက်နေသွားတယ်။ဘလောက်ပဲစူးစမ်းမကြော်သွားနိုင်တော့ဘူး။စိတ်ပူပန်မှုတွေပြင်းထန်လာခဲ့တယ်။နောက်ပိုင်းမှာမောင်စော်ခိတ္တာတီးတိုင်းအမှတ်ကျသွားတာကိုသိလာခဲ့တယ်။ဒါကိုတီးပြီးနောက်ခိတ္တာကိုဖျက်ဆီးဖို့တွေးလိုက်ပေမဲ့မဖြစ်နိုင်ခဲ့ဘူး။ခိတ္တာဟာသူ့ရဲ့တစ်ခုလေးသောဝါသနာဖြစ်လို့ဖျက်ပေးပါလို့မောင်စော်ကတောင်းဆိုခဲ့တယ်။သူမခိတ္တာကိုဖျက်လိုက်ပြီးနောက်အမှတ်တွေပြန်တက်လာခဲ့ပေမဲ့မောင်စော်ကအရင်လိုမဖြစ်တော့ဘူး။စကားနဲ့လာပြီးသပင်ကိုလည်းတူတူလေးဖြတ်ထားတယ်။သူ့ကိုအဲ့လိုမြင်ရတာနဲ့စိတ်မချမ်းသာမှုတွေပိုများလာခဲ့တယ်။သူမတူကိုဖိအားများလို့နဲ့ဆိုတာနားလည်လာပြီးသူကြိုက်တဲ့ကြက်ကြော်နဲ့အကင်တွေဝယ်ကျွေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူ့မှာစားကျင်စိတ်မရှိတော့ဘူး။အရင်ကအရန်ချစ်ခဲ့တဲ့ခိတ္တာကိုလည်းစိတ်မဝင်စားတော့ဘူး။သူကအောင်မြင်ဖို့လမ်းပေါ်ကအတားအဆီးတွေလို့အားလုံးကိုခေါ်ပြီးသူမကိုအော်ဟစ်ပြောဆိုကာအိမ်ကိုပြေးသွားပြီးစာဆက်လေ့လာခဲ့တယ်။သူမစိတ်မကောင်းဖြစ်ပြီးနောင်တရလာခဲ့ပေမဲ့အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။စာမေးပွဲမတိုင်ခင်တနေ့မှာသူ့ကြိုက်ဆုံးတခြင်းကိုကြားလိုက်တယ်။တခြင်းအတန်ကိုလိုက်ပြီးပြားဆက်ယုံနဲ့ဝင်သွားတော့သူ့ဘန်အဖွဲသားတွေဖြောပြနေတာမြင်ပြီးအံ့ဩသွားခဲ့တယ်။သူ့မျက်လုံးတွေဟာမျက်ရည်ပြည့်သွားပေမဲ့သူ့အမေကိုသူ့ခေါင်းပေါ်ကအမှတ်ကျသွားပြီလားလို့မေးလိုက်တယ်။သူ့မျက်လုံးထဲကဆန္ဒကိုမြင်လိုက်တော့အမှတ်ကိုမစိုးရိမ်ပါနဲ့ခိတ္တာကိုပြန်တီးပါလို့သူမကပြောလိုက်ပါတော့တယ်။